မပြတ်သားရင်နာကျင်ရမယ်ကိုပေါ့အလေးနဲ့မထားတဲ့သူကိုကပဲအလေးနဲ့မထားဘဲနဲ့နေကြည့်တယ်ကိုဂယုမဆိုင်တဲ့သူကိုကလည်းဂယုမဆိုင်ဖေးနေနိုင်အောင်လို့ကြိုးစားကြည့်ကိုပေါ့ပြပြတုံ့ပြန်တဲ့သူကိုကလည်းပေါ့ပြပြတာပြန်ပြီးတော့ဆက်ဆံလိုက်ကိုအတွက်အချိန်မရှိတဲ့သူကိုကလည်းသူ့အတွက်အချိန်ကြီးမကုန်ဆုံးပါဘူးခဏခဏနာကျင်နေရတာထက်ဆိုင်ပြတ်သားပါအမှန်ထားမပြတ်သားရင်အခါခါနာကျင်ရမယ်ပြတ်သားရင်တစ်ခါပဲနာကျင်ခဏခဏလေးမဆမ်းမနဲ့ကိုဟာအရမ်းချမ်းတဲ့လူမဟုတ်မှန်းသိသွားအောင်မပတ်သက်ပါနဲ့တဲ့ထွက်ခဲ့လိုက်အခါခါနာကျင်နေရတာထက်ဆိုင်တစ်ချိန်လေးပဲပေးနေခံစားလဲပို့ပြီးတော့ကောင်းတာ